Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေကျွန်တော်တို့ Manchester United ရဲ့ဒီယာဒီအတွက်အရေးအကြီးဆုံးပွဲဖြစ်တဲ့ Europa League Final ကြောင်းပွဲကြိုသုံးသက်ချက်ကျွန်တော်ပြောရအောင်ပါနီးပြပြတဲ့ Ruben Amorim အတွက်ကျွန်တော်တို့ဒီမတိုင်ခင်ကစားခဲ့တဲ့ Chelsea နဲ့ပွဲမှာเนาะ Final အတွက်လူရွေးချယ်ဖို့အတွက်အကြောင်းရင်းကောင်းတစ်ခုရှိသွားတယ်ဆိုပြီးတော့ Chelsea နဲ့ပွဲက performance ကperformance ပြခဲ့တဲ့ကစားမတွေရဲ့အခြေအနေကိုကြည့်ပြီးတော့သူပြောသွားတော့ဒီနေ့ပွဲမှာဘယ်ကစားမတွေကိုမြန်အရန်ကုန်ကိုထားခဲ့မလဲဘယ်ကစားမတွေကိုမြန်ကျွန်တော်တို့ပွဲထွက်လူစင်းတွေကိုပြန်ထည့်လာမလဲဘယ်နေရာတွေအပြောင်းလဲဘလို့လှုပ်လာမလဲဆိုတာဒီနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေတယ်ပေါ့နော်ဒါအပြင်ဒီယာဒီစပါအတွက်အရေးအကြီးဆုံးပွဲဒီယာဒီ Manchester United အတွက်အရေးအကြီးဆုံးပွဲပါဆိုတော့ United အနေနဲ့စပါကိုအနိုင်ယူပြီးတော့ Europa League Flag ကိုကျွန်တော်ရအောင်ယူနိုင်မလားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ဒါကတော့ဗိုလ်တော်ဦးညကြာတာပရိမနဲ့မှာရှင်ပြိုင်ကစားမဲ့ပွဲပေါ့လေနော်ဆိုတော့ဒါတိတ်တော့ကျွန်တော်ရက်ဒီမကြံတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရအောင်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒါစပါးနဲ့ပတ်သက်လို့ကျွန်တော်တို့ပြောကြည့်အောင်ပဲနော်စပါးကဒီယာဒီမှာ Manchester United လိုပဲနော် Manchester United လိုပဲတိတ်ပြီးတော့ကျွန်တော်တို့ဒါအထူးထူးခြားခြားမရှိဘူးနှစ်သင်းစလုံးဟာတော်တော်ကိုတိုင်ပတ်တဲ့ယာဒီတစ်ခုကိုကျွန်တော်ကြုံနေရတယ်နော်တော်တော်ကိုတိုင်ပတ်တဲ့ယာဒီတစ်ခုကိုကြုံနေရပြီးတော့ဒါပြည်တွင်းရောဘာရောအခြေအနေမကောင်းဘူးဒါပေမဲ့ Europa League မှာတော့နှစ်သင်းစလုံးဒါဘူလူဘွဲတီတက်လာနေနေဆိုတာကိုကျွန်တော်ကြည့်ရင်ဒါအခြေအနေကကျွန်တော်မြင်နိုင်နေပေါ့နော်ဟိုဘသူပဲနှစ်သင်းစလုံးကဘာကြောင့်ဒီပြိုင်ပွဲကိုအမှန်ကန်အာယုံစိုက်နေကြတယ်လဲဆိုတာလည်းကောင်းကောင်းတွေ့နိုင်တယ်နော် Europa League ရပြီဆိုတာနဲ့ Champions League ဝင်ခွင့်ရမယ်နောက်ရာသီမှာဝင်ငွေကောင်းမယ်ဒီရာသီပြည်တွင်းမှာတောက်လျှောက်ဆိုသလိုရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့အရာတွေကို Europa League Final မှာဖလားရယူပေးနေအကုန်လုံးကိုဖျက်ဆီးနိုင်အဒီအဲ့ဒါတွေကိုခြေဖြတ်နိုင်မဲ့အခြေအနေမျိုးပါဆိုတော့ဒီယာဒီရဲ့အဆိုးဝါးဆုံးအခြေအနေတွေကို Europa League ဖလားကအတိုင်းအတာတစ်ခုကြီးခြေဖြတ်ပြပြီးမှာဒါကြောင့်မနော်ဖလားမရတဲ့အသင်းကတော့တော်တော်ကိုအခြေအနေဆိုးမှဖြစ်ပြီးတော့ဖလားရတဲ့အသင်းကတော့ငွေကြီးကန်တာပိုင်းရောအပြောင်းရွှေ့နော်လူခေါ်တဲ့နေရာတွေမှာပါအတိုင်းအတာတစ်ခုကြီးအများကြီးပိုကောင်းလာနေတယ်အားသာချက်တွေရှိလာနိုင်တယ်နောက်ရာသီတွေကြိုတင်ပြင်ဆင်တဲ့နေရာမှာဒါဟိုတကယ်ကောင်းတဲ့အရာတွေဖြစ်လာနေတယ်ပေါ့နော်ဆိုတော့စပါးကိုကျွန်တော်ကြည့်ရင်တော့စပါးရဲ့နောက်ဆုံးကစားထားတဲ့ပွဲစဉ်က Aston Villa နဲ့ပါ Aston Villa ကိုသူတို့ 2-0 နဲ့ကျွန်တော်ရှုံးနေထားတယ်ကိုရီလည်းပဲ Chelsea ကို 1-0 နဲ့ကျွန်တော်ရှုံးနေထားတယ်ပေါ့နော်ဒါအပြင်အဲ့ဒီရှေ့မှာလည်းဒီစပါးက Crystal Palace ကိုအိမ်ကွင်းမှာ 2-0 နဲ့ရှုံးနေထားတယ်Europa League မှာတော့ဒါ Bodo Glimt တို့ဘာတို့ကိုနိုင်ထားတယ်ပေါ့လေစပါးရဲ့နောက်ဆုံး Premier League ပွဲ9ပွဲကိုကျွန်တော်ကြည့်ရရင် Aston Villa ကို 2-0 နဲ့ရှုံးတယ်Palace ကို 2-0 နဲ့ရှုံးတယ် West Ham ကို 1-1 တည်ကြပြီးတော့ Liverpool တင်းကို 5-1 ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးတယ် Nottingham Forest ကို 1-2 ဆိုတဲ့ရလနဲ့အိမ်ဝင်းမှာကျွန်တော်ရှုံးတယ်ဒါဟာလက်ရှိစပါးရဲ့လူစရင်ပေါ့လေစပါးကနောက်ဆုံးကစားခဲ့တဲ့ Premier League Aston Villa နဲ့ပွဲမှာဆိုလို့ရှိရင်လူတွေအများကြီးကိုသူတို့အနားပေးခဲ့တယ်သူတပြင်းတော့ကျွန်တော်တို့ပေါ့နော်ဒါဗာလဲ Petro Porro တို့เนาะပြီးလို့ရှိရင်ဒါ Udogi တို့เนาะဒါအပြင် Center back 2ယောက်ဖြစ်တဲ့ Christian Romero တို့เนาะပြီးလို့ရှိရင် Mickey Van de Ven တို့ Godemau Vicario တို့အကုန်လုံးကိုအနားပေးခဲ့တာထိကိုမထိဘူးเนาะဒါအပြင်Richarlison တို့เนาะ Dominic Solanke တို့ Brennan Johnson တို့လူကစားမားတွေ Rodrigo Bandenga တို့လူကစားမားတွေလည်း Aston Villa နဲ့ပွဲမှာဒုတိယပိုင်းမှာပဲသူတို့ထည့်ပြီးတော့ကစားခဲ့တာတိုက်စစ်မှုဆွန်ဟော်မင်ကတော့အဲ့ဒီပွဲမှာပွဲထွက်လာပြီးမြဲဒုတိယပိုင်းကျအနားပေးလိုက်တယ်ဆိုတော့သူတို့မှာအတိုင်းအတာတစ်ခုထိလူစရင်တွေက first line နဲ့တော်တော်ကိုအခြေအနေကောင်းနေတာဒါအပြင်စပါးနဲ့ Manchester United တွေ့ထားတဲ့ဒီယာဒီမှာ3ချိန်မှာကိုရီ3ချိန်စလုံးအနိုင်ရမထားဘူးဒါတော်တော်လေးဆိုးတဲ့အခြေအနေပေါ့နော်ငါတို့စပါးနဲ့တွေ့တယ်ငါတို့တိုင်ပတ်ရလေးရှိတယ်ဆိုတာကိုကျွန်တော်ပြနေတာနော်အမိုရီလည်းကျွန်တော်သိတယ်ပိုစတီကိုကူလည်းကျွန်တော်သိတယ်ဒါအားလုံးကလည်းကျွန်တော်သိတယ်စပါးနဲ့တွေ့ရင် United မနိုင်တာကြာပြီကျွန်တော်2021ခုနှစ်နောက်ပိုင်းလားမသိပါဘူးစပါးကိုကျွန်တော်မနိုင်သေးဘူးတွေ့တိုင်းဒါဟာတော်တော်လေးအခြေအနေဆိုးတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဘူလူပွဲမှာခြေဖြတ်ပြဖို့ကျွန်တော်လိုတယ်ဒါကြောင့်စပါးကဒီစပါးကိုရှင်မြိုင်ကစားဖို့ဆိုလို့ရှိရင်သူတို့ရဲ့ full backs တွေကိုကျွန်တော်ကောင်းကောင်းကြော်နိုင်မှရမယ် full backs တွေကဒီ Petro Porro တို့ Udogi တို့ဆိုတာမျိုးကဘောလုံးနဲ့အတူဆွဲပြေးတာမျိုးတွေလည်းတော်တော်လေးကောင်းတယ်နော်ဒါအပြင်ဖြတ်တင်ဘောတွေလည်းတော်တော်လေးကောင်းပြီးတော့ Warwick အရန်ကောင်းတဲ့ကစားမားတွေကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီ Arki Gray တို့ကစားတာတောင်မှတော်တော်ကောင်းတဲ့ performance တွေမြင်နေရတော့မယ်ဒါပေမဲ့လို့ Bandenga တို့ Bizuma တို့ကစားလိမ့်မယ်ဆိုတော့Bandenga တို့ Bizuma တို့ဆိုတာမျိုးက press resistant တော်တော်လေးဖြစ်တဲ့ကစားမားတွေဆိုတော့ဘောလုံးတုံပြက်တဲ့ကစားမားတွေမဟုတ်ဘူးဗျာနော်ဒီ beta playing ကစားတာတွေဘာတွေမှာလဲတော်တော်လေးကောင်းနေတယ်မှာပါတယ်နော်ဒါအပြင်တိုက်စစ်မှာဆိုလို့ရှိရင်ဒါ Kulusevski တို့ Madison တို့တော့မပါဘူးဒါပေမဲ့လို့သူတို့မှာ
Brennan Johnson တို့ကိုရီနဲ့တွေ့တာအများနဲ့ဒုက္ခပေးတယ် Brennan Johnson တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါDominic Solanke တို့ဘာလို့ဆိုလို့ရှိရင်အမြင်ဘောကော ground ဘောကောတော်တော်ကောင်းတဲ့တိုက်စစ်မှုတရားလို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီတိုက်စစ်မှုကိုကျွန်တော်တားဖို့အတွက်ကိုရီခန်းစစ်တွေမှာအမြင်ဘောအားတာပြီးတော့ဘယ်လိုပြောမလဲညံတဲ့ကစားမတွေဖြစ်မှကျွန်တော်ရမယ်နော် ground ball တွေမှာလည်းကျွန်တော်အနေနဲ့လုံးဝကျွန်တော်အနေနဲ့ဒီတိုင်ပက်လို့ကျွန်တော်မရဘူးဆိုတော့နောက်တစ်ခုကတော့ကျွန်တော်ဒါ Richarlison တို့ပဲပါလာမလားဘယ်သူပဲပါလာမလားတောင်းပန်မှာဒါတွေတော့ကျွန်တော်ရှိတယ်ဒါအပြင်သူတို့ရဲ့ center back တွေကဒီ Mickey Van de Ven တို့နော် Christian Romero တို့ဖြစ်နေတဲ့အခြေအနေမျိုးကိုသမားကလည်း Vicario ဖြစ်နေတဲ့အခြေအနေမျိုးမှာကိုရီ pressing လုပ်ရင်တောင်မှမလွယ်ဘူးတံပြန်နေပါလေတီးတန်းသွားမယ်ဟေးဆိုရင်တောင်မှ Van de Ven တို့ရဲ့ကျွန်တော်တို့ဒါ recovery page တွေပါတွေကတအားညံတဲ့ခါကျတော့ကိုရီတွက်ကမလွယ်ပါဘူးဆိုတော့ဒါကြောင့်ဘာလို့စပါးနဲ့တွေးကြည့်ရင်ဒါကြောင့်လည်းပဲကျွန်တော်တို့မလွယ်ဘူးလို့ပြောတာယာဒီမှာတွေ့ထားတဲ့3ချိန်စလုံးတိုင်ပတ်ထားတယ်ဘာလို့တိုင်ပက်လဲဆိုတော့စပါးဟာနေရာတိုင်းမှာကိုယ့်ထက်ပိုပြီးတော့အားသာချက်ရှိတဲ့ကစားမတွေရှိနေတာအတိုင်းမျိုးတွေပဲเนาะစပါးကအပိုင်အခွင့်အရေးရရင်လွဲတဲ့တယ်မှာမပါဘူးကိုရီကအပိုင်အခွင့်အရေးတွေရတာတောင်မှလွဲနိုင်ကြီးရှိတဲ့ကစားမတွေအများကြီးပဲတိုက်စစ်မှာဆိုလို့ရှိရင်ဘိုးမသွင်းနိုင်တဲ့ကစားမနဲ့เนาะဆုံးဖြတ်ချက်ကိုမှန်အောင်မချနိုင်တဲ့ကောင်အောင်နဲ့အကောင်လုံးကကျွန်တော် United ကတိုင်ပက်နေတာဒါဟာစပါးနဲ့ပတ်သက်လို့ပေါ့လေဒါကြောင့်ဒါကဒီယာဒီမှာဘာကြောင့်ကျွန်တော်တို့နေနေပေါ့เนาะစပါးနဲ့တွေ့တိုင်းတိုင်ပက်ရတယ်လေဆိုတော့အချက်ပဲကျွန်တော်တို့စပါးနဲ့ဒီယာဒီမှာ3ချိန်တွေ့ထားတာတစ်ချိန်မှမနိုင်သေးပါဘူးเนาะဆိုတော့ကိုသင်းနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်ပါကျွန်တော်တို့အနေနဲ့ဒါပွဲထွက်လူစင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်အောင်ဂိုးသမားနေရာကတော့ဗျာအပြောင်းလဲတော့ကျွန်တော်တို့ပေါ့เนาะဒီဖြစ်လိမ့်မယ်လို့တော့မထင်ပါဘူးเนาะနိုင်ဒီထိုးနေအပြောင်းလဲဖြစ်တဲ့နေတဲ့မှာပါမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့မှာထူးထူးခြားခြားကြီးပူကောင်းတဲ့ဂိုးသမားမရှိလို့ပါဒါအပြင်အမိုရင်အနေနဲ့ဟို final เนาะနောက်ဆုံး final ဖြစ်တဲ့ပွဲမျိုးမှာဟိုဒါမှပြင်ရှည်ပြီးတော့ဗျာမဖြစ်တဲ့နာတွေသူဆက်ပြီးတော့ပြောင်းလဲလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့အန်ဒရီဦးနာနာနဲ့ပဲကျွန်တော်ရှစ်ဆက်ရအောင်ပါပါဆန်နာဘက်3ယောက်ကတော့ကျွန်တော်တို့အတွက်အသေးချာဆုံးဆိုလို့เนาะဆန်နာဘက်3ယောက်ထဲမှာကျွန်တော်တို့အတွက်အသေးချာဆုံးဆိုလို့ဘယ်သူရှိလဲဟယ်ရီမကွိုင်းယာတစ်ယောက်ပဲရှိတာဟယ်ရီမကွိုင်းယာဒီ 100% ကျွန်တော်လုံးဝညင်းလို့မရတဲ့ကစားမှာလုံးဝပွဲထွက်ခွင့်မှာပါကိုပါမယ်ကစားမှာပါသူကလွှဲရင်ဂျန်နစ်ကစားမားတွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တိတ်ပြီးတော့မရှိဘူးဗျာသိလားဖာဘသူတွေပါမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေသိလားနော်ဆိုတော့ဟယ်ရီမကွိုင်းယာဒီ central center back မှာလုံးဝပါလာမှရမယ်ဆိုတော့ဒီနေရာမှာ left center back right center back နဲ့ပတ်သက်ပြီးတော့နေကောင်းခဲ့တရားဖြစ်လာပြီဘာလို့လဲဆိုတော့လက်ရှိပုံစံရလန်နီယိုတို့လည်း injury ပြဿနာရှိနေသေးတယ်ဒီလစ်ကလည်း injury ပြဿနာရှိနေသေးတယ်အကယ်လို့သူတို့နှစ်ယောက်စလုံးပါနိုင်နေဆိုလို့ရှိရင်တော့မစိုးဘူးပေါ့လေယူရိုက left center back เนาะပြီးလို့ရှိရင် right center back နေရာမှာဒီလစ်မကွိုင်းယာယူရိုဆိုတဲ့ပုံစံမျိုးကျွန်တော်တို့သွားတင်တာဒါပေမဲ့လို့ပေါ့နော်ရှေ့အနီးဆက်ဆုံးဖြစ်တဲ့ Chelsea နဲ့ပွဲမှာတော့မှယူရိုမပါနိုင်ဘူးဒီလစ်မပါနိုင်ဘူးဆိုတော့ 100% ကြန့်ခိုင်မှုမရှိတဲ့ကစားသမားတွေဖိုင်နယ်မတိုင်ခင်မှာ10မိနစ်မှကစားခွင့်မရခဲ့တဲ့ကစားသမားတွေကိုအမ်ဘိုရင်ကပွဲထွက်လူစင်ကြီးပေးပါမလားတကယ်ဖိုင်နယ်မှာကျွန်တော်တို့မထင်ဘူးဆိုတော့ဒါကြောင့်လက်ရှိတော့တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော် realistic ဖြစ်တဲ့လူနဲ့တွားရမယ်ဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲအသင်းရဲ့ပေါ့နော် left center back နေရာမှာ Luke Shaw right center back နေရာမှာ Mazraoui ပဲဒါဒီကျွန်တော်တို့အတွက်လက်ရှိမြင်နေရတဲ့သူတို့ကောင်းပါတယ်သူတို့ပါနိုင်ပါတယ်ဆိုတော့ center back ပဲ Luke Shaw Harry Maguire Mazraoui ဒါဖြစ်နိုင်ခြေရှိတဲ့ center back 3ယောက်ပဲပြဿနာက Mazraoui တို့ဘာလို့ဆိုတာမျိုးကသူ့အနေနဲ့သူတော့မစိုးဘူးဗျာเนาะဒါပေမဲ့လို့ Solanke တို့ဘာလို့เนาะ Richarlison တို့ဘာလို့ကိုအမြင်ပေါ်ကျွန်တော်အနေနဲ့ရှင်လူဖို့ဆိုလို့ရှင်တော့တော်တော်ကြီးကိုမလွယ်တော့ဘူးခေါင်းဘောတွေဘာတွေဟာဒီကစားမရဲ့အားနည်းချက်တွေကျွန်တော်ဖြစ်လာပြီလူကျော်လည်းဒီတိုင်းပဲเนาะဘေးတဲ့ play နေကစားကွက်တိဆောက်တာတွေเนาะပြိုင်ဘက်က pressing လုပ်လို့ကျွန်တော်အနေနဲ့သူ့ရဲ့ passing ability တွေနဲ့အဲ့ဒီ press ကိုချိုးဖျက်လို့ရကောင်းရနိုင်မယ်အမြင်ဘောတွေဘာတွေမှာကျွန်တော်တော်တော်ကြီးကိုပြောစရာဖြစ်လာပြီဒါအပြင် Luke Shaw တို့ကမိနစ်90အပြည့်ကစားနိုင်တဲ့အခြေအနေမှာရှိမနေသေးဘူးဒီတော့ Luke Shaw Maguire နဲ့ Mazraoui ဒီအသင်းရဲ့အကောင်းဆုံးစင်တာဘက်ပဲလက်ရှိလို့တယ်ဒါပေမဲ့လို့စိတ်ချရတဲ့အနေအထားတစ်ခုတော့ဟုတ်တယ်လို့ကျွန်တော်မယူဆဘူးဒါပေမဲ့လို့ဒီကစားမားတွေစီကနေပြီးတော့ 100% ပိုတဲ့လိုအားနှုန်းတွေကျွန်တော်လိုတယ်ကျိုးပန်းနှုန်းတွေကျွန်တော်လိုတယ်ဒါကြောင့်ပေါ့နော်ဒီလစ်တို့ Mazda ဒီဗာလဲဒီယူရိုတို့ injury ပြဿနာတွေကြုံနေရပြီးတော့အနီးဆက်ဆုံး Chelsea နဲ့ပွဲမှာတော့မပါနိုင်ခဲ့ဘူးဆိုတော့ဒီပွဲလဲကျွန်တော်ပွဲထွက်လူစင်းတွေမှာပါဖို့တော့မမျှော်လင့်ဘူးအရန်လူစင်းမှာပါရင်ပါလာလိမ့်မယ်ဒါပေမဲ့ပေါ့နော်ဟိုပွဲထွက်လူစင်းမှာတော့ပါလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျာဆိုတော့ညီတို့ရောဒီ final မှာကျွန်တော်ဘယ်သူတွေပါမယ်လို့မျှော်လင့်ကြတယ် Having ကိုတဲ့ left center back ထားပြီးတော့ဗျာတဲ့ Shaw ကို wing back ထားမှာတဲ့เนาะDoku ကို line up အောက်ရင်ပိုစင်ပြမယ်လို့ထင်တာပဲတဲ့เนาะ Eden Having ကဟိုတနေ့ကမှမိနစ်ကနည်းနည်းပဲကစားထားသေးတယ်ဆိုတော့အဲ့ဒီတို့ wing ကစားတော့ကလည်းသူနည်းနည်းအမှားတစ်ခုလုပ်ခဲ့တယ်ပေါ့เนาะအမှားတစ်ခုလုပ်ခဲ့ပြီးတော့ slide တွေပါတွေထိုးလိုက်ရပြီးတော့အဝါကက်တွေပါတွေယူလိုက်ရတဲ့အခြေအနေဒီရောက်သွားတယ်ဆိုတော့အမ်မိုရင်ကတော့
ချက်ချင်းနေရာအပြည့်ပြေးဖို့တော့မရှိဘူးလို့ကျွန်တော်ထင်တယ်နော်ဒါကျွန်တော်အမြင်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်ကဒီ Aiden Heaven တို့ဘာလို့လဲပါနိုင်တာမှန်ပြီမဲ့လို့ first line နဲ့တော့ပါလာလိမ့်မယ်လို့ကျွန်တော်မယူဆတာပေါ့နော် Patrick Dogu left wing ဘက်မှာကျွန်တော်ပါလာမယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ Ahmed Diallo right wing ဘက်မှာပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာတစ်ခုရှိတာကကျွန်တော် Patrick Dogu နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိပြီးတော့သဘောမကျကြဘူးဒါပေမဲ့လို့ဒီကစားမရဲ့အခြေအနေတွေကိုကျွန်တော်တွေးကြည့်တဲ့အခါ Petro Puru လိုမျိုးပေါ့နော်လုံးဝအတက်ဆင်းလုပ်နေမဲ့ကစားမတရက်ကိုကောင်းကောင်း track နိုင်တာဆိုလို့သူပဲရှိတာလူရှော့ကအဲ့လိုအမြဲတမ်း track လုပ်နေတဲ့ player မျိုးမဟုတ်ဘူးเนาะတိုက်စစ်မှာဖြတ်တင်ပေါ်တွေကျွန်တော်ကောင်းနေဘာညာဆိုပေမဲ့လို့ခန်းစစ်ကိုပြန်ပြီးတော့ win back ကြီးမှာ track လုပ်ရတာကလူရှော့အတွက်အဆင်ပြေတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ central ဘာလဲဒီ left center ဘက်မှာကစားပြီးတော့ဗောနော်ခန်းစစ်ကစားတာနဲ့ win back မှာကစားပြီးတော့ခန်းစစ်ကစားတာတွေကလုံးဝကိုခြားနာလုံးနေဗျာဒါကြောင့်အဲ့ဒီဘက်ချက်မှာလေသူရင်ဆိုင်ရမှာက Petro Puru ဆိုတာကညူရိုတိတဲ့အတိုင်းပဲအမြဲတမ်းပြီးလွှားနေတာเนาะအမြဲတမ်းပြီးလွှားနေတာဆိုတော့ဖြတ်တင်ဘောတွေဘာတွေလဲကျွန်တော်တော်ကောင်းနေဆိုတော့ physicality ရဆိုလို့ရှိရင်လည်းပဲလူရှော့ကပို့ပြီးတော့တောင့်နေထင်မြင်ကျွန်တော်ဒိုဂူကိုပို့ပြီးတော့သဘောကျတယ်ဒီတက်ပို့ပြီးတော့ကောင်းတဲ့ choice မရှိဘူးဗျာဒီမဟုတ်လို့ရှိရင်တော့ဒိုဂူကိုတည်ရမလားအပြောင်းလဲလောက်ရမှာပဲဒါပေမဲ့လို့တခြားလုံးဆိုသလိုအမိုရင်ကပွဲဆွဲလူစင်းနဲ့ထည့်လာပြီးမှ final ပွဲကြီးကျမှအကုန်လုံးကိုသူပြောင်းပလိုက်လို့တော့မရဘူး final ပွဲကြီးမှာသူနေရာတိုင်းကိုသူပြောင်းကျင်လို့တော့မရဘူးဒါကြောင့်Patrick Dogu ကိုပဲ left wing ဘက်မှာပြန်ပြီးတော့ထည့်လာလိမ့်မယ်လို့ထင်တယ်။ Ahmed Diallo ကိုကျွန်တော် narrow number 10မှာမဟုတ်ဘဲနဲ့ wing back မှာထားတာက wing back ကစားသမားတွေလည်းမှန်တယ်ပြောမယ်ဆိုရင်ကျွန်တော်ကဒီလုံးဝထိရောက်မှုရှိစေချင်တာဗျာ။ Okay ဟိုထားပါတော့ကျွန်တော်တို့မှာဆိုလို့ရှိရင် Lindelof တို့ဘာတို့ကိုဒီ right center ဘက်မှာထားပြီးတော့ဒီ Mazraoui ကို wing back မှာထားလိုက်လို့ကျွန်တော်ရတယ် choice ကရှိသေးတယ်။အဲ့မဲ့လို့ Lindelof က first line နဲ့မှာအဆင်မပြေတာရယ်အကယ်လို့ Mazraoui ကို wing back မှာထားမယ်ဆိုရင်ကျွန်တော်တို့အတွက်တိုက်စစ်မှာဘာမှရမှာမဟုတ်ဘူးခန်းစစ်ကတော့ဗျာထားပါတော့အစင်ပြေကောင်းပြေလိမ့်မယ်ဒါပေမဲ့တိုက်စစ်မှာဘာမှရမှာမဟုတ်ဘူးဒါပေမဲ့လို့အာမက်ဒီယာလိုကိုကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီဘက်ချမ်းကရင်ဆိုင်ရမဲ့ခုနကပြောတဲ့ဒီဥဒိုဂီနဲ့ဆိုလို့ရှိရင်ပေါ့နော်အတိုင်းအတာတစ်ခုတည်းတော့အာမက်ကိုအများကြီးမျှော်လင့်လို့ရတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းတယောက်ချင်းတယောက်တည်းသူကြိုနိုင်တယ်ဖြတ်နိုင်တယ်ကိုယ်တိုင်လည်းအထဲကိုဝင်ပြီးတော့ကန်နိုင်တယ်တကယ် win back တယောက်အနေနဲ့အတက်ဆင်းနေတယ်သူကောင်းကောင်းကစားနိုင်စွမ်းရှိတယ်အဲကြောင့်ကျွန်တော်တော့ဒီဘယ်လိုပြောမလို့ Mazraoui ကို win back ဆိုတာထက်အာမတ်ကိုပို့ပြီးတော့သဘောကျတာဗောနော်ခန်းစစ်ပိုင်းမှာလည်းအာမတ်ကအဲ့လောက်ကြီးကြီးကျွန်တော်တို့ပြောဖို့အတွက်ဗောနော်မလိုဘူးဗျာဒါကြောင့်အာမတ်ဒီယာလိုကို narrow number 10ထက်ဟို win backs ကိုကျွန်တော်ပို့ပြီးတော့မြင်ရတင်တယ်လို့ထင်တယ်ဒါအပြင်အာမတ်ဒီယာလိုရဲ့ကျွန်တော်တို့ဒီယာဒီခြေသွမ်းပြနိုင်ပါတယ်ဟေးဆိုတဲ့ပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် narrow number 10မှာကစားတာထက် win back မှာကစားတာကပို့ပြီးတော့မြင်ရတယ်ဒါကြောင့်အာမတ်ကိုခြေသွမ်းကောင်းနေဒီ win back မှာမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ win back ကိုထားတင်တယ်လို့ကျွန်တော်ထင်တယ်ကွင်းလေကကျွန်တော်တို့နည်းနည်းလေးတော့ရွေးချယ်စရာများနေတယ်ပြောစရာတွေလည်းကျွန်တော်များနေတယ်ညီတို့နော်ဘလို့မြင်ရလဲနော်ဆိုတော့ဘရူနိုကိုအထောင်ထားပြီးတော့ကစားလာနေလားတဲ့နီးပြတော့ဘာမှတော့ပြောလို့မရဘူးပေါ့လေနော်ဘာမှတော့ပြောလို့မရဘူးပေါ့ဒါပေမဲ့လို့စောင့်တော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာနော်ဒါပေမဲ့တစ်ခုရှိတာကဘိုလူပွဲမှာကျွန်တော်တို့ကဟိုဘယ်လိုပြောမလို့တရားစီလုံးကိုမလုတ်ဘူးတာတွေတွက်လို့မရဘူးဘိုလူပွဲမှာလေဘာလို့လဲဆိုတော့ကျွန်တော်တို့ကတရားဒီလိုဒီပါ train လာတယ်ဆိုတဲ့ပုံစံတိုင်းပဲကျွန်တော်တို့သွားမှရမှာ final ချက်မှာအကုန်လုံးအစားဆုံးပြောင်းဖို့အတွက်ကမလွယ်ဘူးဒါကြောင့်အမိုရင်ကအကုန်တော့ပြောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါကြောင့်ဟိုကွင်းလေကိုကျွန်တော်ကြည့်ကြအောင်ကွင်းလေကဗျာကွင်းလေကဘယ်လိုပြောမလဲရွေးချယ်စရာတွေများနေပြီရောကစားမားကောင်းကတိတ်မရှိဘူးဖြစ်နေတယ်တီဂျာပေါက်ပါလာနေတာက Casemiro ပဲ 100% ပါလာနေတာက Casemiro ပဲနော် Casemiro က 100% ပါလာလိမ့်မယ်လက်ရှိမှာလည်း Casemiro က defensive midfield နဲ့ပတ်သက်လို့ရှိရင်ကွင်းလေ2ယောက်နေရာမှာမဖြစ်မနေဝင်ရမယ်တယောက်ပဲဆိုတော့ Casemiro ဒီ 100% ပါလာမယ်ဆိုတော့ကျန်တဲ့နေရာမှာကျွန်တော်တို့မှာ Bruno ရှိမယ် Mainu ရှိမယ် Ugarte ရှိမယ်ကျွန်တော်ကတော့ Mainu ကိုခုချိန်မှာစိတ်မချသေးသိလားစိတ်မချသေးဘူး Mainu ကိုတခြားမဟုတ်ဘူးဗျာတခြားမဟုတ်ဘူးကိုဗီ Mainu နဲ့ပတ်သက်လို့ရှိရင်တိုက်စစ်ကိုလိုက်ရလေပူကောင်းလေဆိုတဲ့အခြေအနေမျိုးဒါပေမဲ့လို့ကိုဗီဒီ Casemiro ရဲ့ဘေးမှာရှိတဲ့ကစားသမားကအတိုင်းအတာတစ်ခုဒီသူက defense မှာနေနိုင်ခဲ့မှကျွန်တော်ရမှာနော်နေနိုင်ကမှကျွန်တော်ရမှာဆိုတော့ကက်စီကဘာလို့လဲဆိုတော့တခါတလေကြာရင်ရှီကိုလိုက်တာတွေကျွန်တော်တွေ့ရတယ်ဥကာတီထက်ပူပြီးတော့အကယ်လို့ဥကာတီနဲ့ကစားရင်ဆိုတော့ Fernandes ကိုလည်းဒီလိုမျိုးအရေးကြီးတဲ့ပွဲမျိုးမှာတော့ကျွန်တော်တို့ Nero Neverton ကိုလိုက်စီခြင်းတယ်ဘာလို့လဲဆိုတော့ Fernandes ကိုပါကွင်းလေကိုထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တိုက်စစ် threat ကမရှိတော့ဘူးဘာလို့လဲဆိုတော့အာမတ်ကလည်း win back ကိုရောက်နေတော့သူ့စီကနေတိုက်စစ် threat တော့မျှော်လင့်လို့ရတယ်ဒါပေမဲ့အချိန်ပြေကြီးသူပေးနိုင်မှာမဟုတ်ဘူးဆိုတော့အခွင့်အရေးဖန်တီးမဲ့ကစားမှာဒါမှမဟုတ် goal သွင်းနိုင်တဲ့ကစားမှာတော့ကျွန်တော်တို့တိုက်စစ်မှာကျွန်တော်ရှိမှရမယ်အဲ့ဒါက Rasmus White လည်းမဟုတ်တော့တေးကြရတယ်ဗျာဆိုတော့ကျွန်တော်တို့ Fernandes ဒီ Nero Neverton မှာရှိမှရမယ်လို့ကျွန်တော်ထင်တယ်เนาะဒါအပြင်ကွင်းလေမှာတော့တေးကြပါတယ်ကျွန်တော်သဘောမကျဘူးဗျာဒါပေမဲ့ Ugarte ပဲပါလာအောင်ပဲလို့ထင်တယ် Ugarte နဲ့ Casemiro အတွဲဆိုလို့ရှိရင်
နံပါတ်1 physicality မစိုးဘူးဗျာဘန်တန်ကာတို့ဘောနော်သူဥရုဂွေးနိုင်ငံသားအချင်းချင်းဆိုလို့ရှိရင်ဥကာဒီတားနိုင်ဖို့သူကြိုးပမ်းမှာပဲဘီဇူမာတို့လိုမျိုးပြီးနိုင်လွှားနိုင်တဲ့ကစားမတွေဘောလုံးနဲ့အတူဆွဲပြီးနိုင်တဲ့ကစားမတွေဆိုရင်ဥကာဒီကိုကျွန်တော်တားနိုင်ဖို့ကျွန်တော်မျှော်လင့်ရမှာဘောလုံးတွေရှေ့ပို့ဖို့ဆိုလို့ရှင်တော့ဒါကက်စမီရိုရဲ့လောင်းဘောတွေမြင်ရမှာပေါ့လေဒါကြောင့်ဘောနော်ကျွန်တော်ကွင်းလေကတော့ဒီအဖြတ်တွေနော်အဖြတ်တွေကိုပဲကျွန်တော်ထားဖို့လိုတယ်ဆိုတော့ဒါကြောင့်လက်ရှိမှာဘောလုံးပိုင်ဆိုင်မှုကစပါးဘက်ကပဲရမှာစိတ်ချစပါးဟာကိုရီနဲ့တွေ့ရင်အမြဲတမ်းအသာစီးယူနိုင်လေးရှိတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့စပါးရဲ့ကစားတဲ့ဘောလုံးပိုင်ဆိုင်မှုတွေကိုဖျက်နိုင်တဲ့ကစားမတွေကိုထားမှရမှာအဲ့တော့ကက်စမီရိုနဲ့ဥကာဒီဒီလုံးဝ defensive midfielder တွေဆိုတော့သူတို့နှစ်ယောက်ကိုအတိုင်းအတာတစ်ခုဒီဘောလုံးတွေပါတွေဖျက်ဖို့ကျွန်တော်မျှော်လင့်ရမယ်Fernandes ကိုထားရဲဆိုလို့ရှိရင် distribution တွေရတယ်ဗျကွင်းလင်မှာအတိုင်းအတာတစ်ခုဒီကွင်းလင်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်ဒါပေမဲ့လို့ပေါ့နော်ဖြတ်ရမယ်တဲ့ဟေးလိုက်ပြီးတော့ press လုပ်ရတော့မယ်တဲ့ဟေးဆိုမလွယ်တော့ဘူးထားပါတော့ဟို Chelsea နဲ့ပွဲကကိုင်စီတို့ဆိုလို့ရှိရင်ဗျာလက်ရှိဘီဇူမာတို့ဘာလို့နဲ့သူကဟိုကစားပုံကြီးကတူတယ်သိတယ်မလားဘောလုံးနဲ့အတူဆွဲပြေးတာလို့နော်ပြီးလို့ရှိရင် strong ဖြစ်ကစားတာတို့ဘာလို့ကိုရီတွက်က Fernandes တို့ဘာလို့နဲ့မလွယ်တော့ဘူးအဲကြောင့်ပေါ့နော် Casemiro နဲ့ Ugarte ကတော့ဒီ central midfielder တွေဖြစ်ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်နေပေါ့နော်မိန်နူတို့ဘာလို့ကတော့ပွဲထွက်လူစင်မှာပါရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Nero နဲ့ပဲတန်း2ယောက်မှာဆိုလို့ရှိရင်တော့ Bruno Fernandes နဲ့ Garnacho ပဲဒီနေရာမှာ Fernandes ကပြဿနာမရှိဘူးမြင်နော် central midfield မှာပဲကစား Nero နဲ့ပဲတန်းမှာပဲကစား United ရဲ့အကောင်းဆုံးကစားမှာပဲသူ့ကိုဘယ်နေရာပဲထားပြဿနာမရှိဘူးဒါပေမဲ့လို့ Garnacho နဲ့ပတ်သက်လို့ရှိရင်ညီတို့စိတ်ချကြလား Garnacho နဲ့ပတ်သက်ရင်ဘယ်လိုပြောရမလဲဗျာGarnacho နေရာမှာထားလို့ရတဲ့ကစားမလေးတွေတော့ရှိတာပေါ့ထားပါတော့မေဆန်မောင်းတို့ဘာလို့ဆိုရင်ကျွန်တော်မျှော်လင့်လို့ရတယ်ဒါပေမဲ့လို့ Garnacho လိုကစားမမျိုးကို final ကြီးမှာညီးပြထားခဲ့ပါမလား Garnacho final ကြီးမှာထားခဲ့ပါမလားဆရာသမားကြီးနော်ဘာလို့လဲဆိုတော့ Garnacho နဲ့ပတ်သက်ရင်ဗျာသူကဒီလိုမျိုးနှစ်ခုရှိနံပါတ်1က Garnacho ကဟိုစပါးရဲ့ခံစစ်ကို threat လုပ်နိုင်စွမ်းရှိတဲ့ကစားမတစ်ယောက်ဘာလို့လဲဆိုတော့ပြေးနိုင်နေလွှားနိုင်နေဘောလုံးနဲ့တူ dribbling လုပ်နိုင်တယ်ကစားမတွေကိုကြိုပြောတာမဟုတ်ဘူးเนาะထားပါတော့စပါးကကျွန်တော်တို့ high defensive line နဲ့ကစားတယ်ပြီးလို့ရှိရင်ကိုရီကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့သူတို့အမြဲတမ်းယူဖို့ကြိုးပမ်းတယ်အကယ်လို့ဘောလုံးရသွားပြီဆိုတာနဲ့ကျွန်တော်တို့ကခက်မြင်သွားဖို့လုပ်ရမယ့်အခြေအနေမျိုးမှာGarnachoဒီဒါ threat ဖြစ်တဲ့ player မျိုးပဲเนาะဆိုတော့ Bandy Bank ကမြန်နေဆိုရင်Garnachoလည်းမြန်တယ်ဒါမျိုးကျွန်တော်တို့သွားရတော့မှာအဲဒါကြောင့်ပေါ့နော်ကျွန်တော်တိုက်စစ်မှာမြန်တဲ့ကစားမှာတော့ကျွန်တော်ရှိမှရမယ်ဆိုတော့မေဆန်မောင်းတို့ဘာတို့က okay အဆင်ပြေတယ်ဆိုပြီးမဲ့လို့ပေါ့နော်သူကဟိုဘယ်လိုလက်ရှိအသင်းအတွက်က in position တဲ့ out of position မှာပို့ပြီးတော့အကျိုးပြုနေတာလိုက်နိုင်တယ်လွှတ်မပြေးနိုင်တယ်เนาะ press လုပ်နိုင်စွမ်းရှိတယ်ပေါ့ဒါပေမဲ့လို့ Garnachoဒီဟို in position မှာလဲဘောလုံးနဲ့အတူ drive လုပ်နိုင်တယ်ဗျာသိတယ်မလားเนาะပြီးရင်လည်းပဲဒီကောင်အမြဲတမ်းကန်နေတာသဘောကျကြရတော့မဟုတ်ဘူးဒါပေမဲ့လို့အမြဲတမ်းကန်နေတဲ့ဆိုကြတဲ့အတိုင်းအတာတစ်ခုတည်းတော့ threat ပေါ့လေတခုရှိတာကကစားမရဲ့အားနည်းချက် ကဘာလဲဆိုတော့တကယ်ကျွန်တော်တို့နင်းနေပပရှာပပရလာတဲ့အခွင့်အရေးတွေကိုဖြုံးတီးမှာပဲအမြဲတမ်းကန်နေတဲ့ကစားမကန်ချက်တိုင်းတော့ဂိုးတော့ဝင်မှာမဟုတ်တာသိကြတယ်ဒါအပြင်ဒီကောင်ကလူပေးရမယ့်အရာတွေလည်းမပေးဘူးเนาะကန်တဲ့အရာတွေမှာကန်တာမျိုးလည်းမဟုတ်ဘဲနဲ့အမြဲတမ်းလူကန်နေတာတွေကဘယ်လို့မှကျွန်တော်တို့အဆင်ပြေးမနေဘူးအဲကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်Garnachoနဲ့ပတ်သက်လို့ရှိရင်ကောင်းတာလေးလည်းရှိသလိုကိုစိုးတာလေးလည်းကျွန်တော်ရှိနေတယ်ပေါ့နော်တရားဒီလုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်အားရကြည့်နေဆရာကဘာမှရှိမနေဘူးဒါပေမဲ့လို့Garnachoကဒီယာဒီအတင်းရဲ့ GA အများဆုံးကစားသမားတွေကတယောက်အဖြစ်သူပါနေသေးပဲဂိုးနဲ့ assist အတင်းကိုအမှန်ကန်အကျိုးပြုထားတဲ့နေရာမှာGarnachoပါနေတော့မယ်ဒါအပြင် Amorim ရဲ့ system မှာပွဲအများဆုံးကစားရတဲ့နေရာမှာလည်းသူလည်းပါတယ်သူပြင်တခြားကစားသမားတွေ injury ပြဿနာကြုံတာတို့နော်ဟို Nero နံပါတ်မှာကစားမဲ့တခြားကစားသမားတွေမရှိတာတို့ဒါကြောင့်Garnachoလိုမျိုးကစားမကိုကျွန်တော်ကတော့ final မှာခြံခဲ့လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်အဲ့လောက်ကြည့်တော့သဘောမကျဘူးတိုးတော်လည်းပဲရွေးချယ်စရာအများကြီးရှိမနေလို့ပါတိုက်စစ်ကတော့ဗျာဘယ်လိုပြောမလဲပရိသတ်တွေတိတ်သဘောမကျတဲ့ white လမ်းမယ်ပါလာအောင်မှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုနီးပြတော့သူကပြောထားတယ်ပေါ့နော် Chelsea နဲ့ပွဲပြီးမှာဘာပြောလဲဆိုတော့ Chelsea နဲ့ပွဲတင်က performance ကိုကြည့်ပြီးတော့ပေါ့နော် final အတွက်လူရွေးချယ်ရမှာသူအတွက်ပိုလွယ်သွားတယ်ဆိုပြီးတော့သူပြောသွားတယ်ဒါကိုကြည့်ရင် Chelsea နဲ့ပွဲမှာတိုင်ပတ်ခဲ့တဲ့ကောင်တွေတတိထားတော့ပဲမင်းတို့ final မှာပါချင်မှပါတော့မှာ okay ဆိုတော့ Chelsea နဲ့ပွဲတင်မှာဘယ်သူတွေတိုင်ပတ်ခဲ့လဲအကုန်နီးပါးတိုင်ပတ်ခဲ့တာအကုန်လုံးနီးပါးတိုင်ပတ်ခဲ့တာ Chelsea နဲ့ပွဲမှာမကွိုင်းရလောက်ပဲပြောစရာနော်တိတ်ပြီးတော့မလိုခဲ့တာစဉ်းစားကြည့်ဗျာဟုတ်တည်မလားဆိုတော့ဒါပေမဲ့ final ပွဲမှာဟိုလူတွေအကုန်တော့လဲမှာတော့မဟုတ်ဘူးဒါတိတ်ပဲမရှိဘူးဒါအပြင် final အတွက်ကျွန်တော်ပြင်းနေစင်းတဲ့နေရာမှာလည်းအကုန်လုံးကိုအစားဆုံးပြန်ပြီးတော့ပြောင်းချင်လို့မရဘူးတရားဒီလုံးနီးပါး train လာတဲ့ပုံစံတိုင်းကျွန်တော်သွားမှရမှာအဲ့ဒီ train တဲ့နေရာမှာလည်းပွဲထွက်လူစင်းမှာအများစုသွားနေတဲ့ကစားမိုင်းနဲ့ကျွန်တော်သွားမှရမှာဒါပေမဲ့ဒီ Rasmus အနေနဲ့ Chelsea နဲ့ပွဲစဉ်ကပုံစံတိုင်းနဲ့ဆိုကျွန်တော်အဆင်မပြေဘူးလုံးဝအဆင်မပြေဘူးပိုကောင်းမှရမယ်ဆိုတော့ဒီယာဒီမှာနော်ထူးထူးခြားခြားဆိုလို့ပဲ Rasmus ကဂိုးသွင်းထားတယ်ဗျာဂိုးသွင်းထားတဲ့နေရာမှာစပါးနဲ့ပွဲကပါသေးတာ
စပားနဲ့ပွဲစဉ်မှာကိုအတွင်းထားသေးတာဆိုတော့ဟိုဒါကတော့ကောင်းတဲ့အရာဖို့တော့ကျွန်တော်ယူဆပါတယ်နော်ဟိုမီကီဗန်ဒီဘန်တို့လိုမျိုးနော်ခရစ်စတီယန်ရိုမဲရိုတို့လိုမျိုးအမြင်ဘောတွေဘာတွေကောင်းတဲ့ကစားမားတွေနဲ့ဆိုလို့ရှိရင်တော့ Whiteland အတွက်ကတော့မလွယ်ဘူးပေါ့လေဒါပေမဲ့အတိုင်းအတာတစ်ခုတည်းတော့သူ့ရဲ့ physical ability ကဟိုပို့ပြီးတော့အခက်ခဲနည်းနည်းပေးနိုင်လိမ့်မယ်လို့တော့ထင်တာပဲထားပါတော့ဗျာ Rasmus နေရာမှာကျွန်တော်မေဆန်မောင်ကိုထားမယ်ဆိုရင်အမိုရင်ကဥတည်ပြီးတော့ကစားနေတဲ့လောင်းဘောတွေအသုံးဝင်တော့မှာမဟုတ်ဘူး Rasmus ရှိတော့လေတအားကြီးအသုံးဝင်တာတော့မဟုတ်ပါဘူးဒါပေမဲ့အတိုင်းအတာတစ်ခုတည်းတော့အခြေအနေကောင်းတယ်လို့မြင်ရသေးတယ်ကောင်းရှင်လူနိုင်သေးတယ်ဗျမေဆန်မောင်တို့ဒီခေါင်းပေါ်မရဘူးကိုဗီမင်းတို့ဒီခေါင်းပေါ်မရဘူးဖာနန်ဒက်စ်တို့ဒီခေါင်းပေါ်မရဘူးဆိုတော့စပိုက်ရဲ့ခံစစ်ကစားမ2ယောက်နဲ့ခေါင်းဘောတွေကျွန်တော်လောင်းဘောတွေတွားလို့မရဘူးဒါပေမဲ့အသင်းကလောင်းဘောတွေကြီးပဲတွားချင်တာဒါကြောင့်ပေါ့နော်ရွေးချယ်စရာကအများကြီးမရှိဘူး Rasmus ပဲရှိတာပုံမှန်အားဖြင့် Ziggy တို့ဘာလို့ဆိုလို့ချင်းအဲ့လောက်ထိစဉ်းစားကြမလို့တော့ဘူးဟုတ်တယ်မလားနော်စပိုက်ရဲ့ခံစစ်ကစားမ2ယောက်ကိုသူအမြင်ပေါ်ကောင်းလူနိုင်တယ်ဒါပေမဲ့လို့ပေါ့နော် Ziggy က injury ပြဿနာကြုံနေရပြီးတော့အခုချိန်ကြီး10မိနစ်တောင်ကစားခွင့်မရသေးဘူးဆိုတော့ Ziggy ရဲ့ကန်နာကတော့ပြီးသွားပြီလို့ထင်ပါတယ်။ဒါကြောင့် Rasmus ကိုကျွန်တော်ကဒီပွဲမှာထပ်ပြီးတော့ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒါကဖြစ်နိုင်ကြီးလက်ရှိစပါးနဲ့ပွဲစဉ်အတွက်ဒါပွဲထွက်လူစဉ်17ရောက်ပဲဆိုတော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲနော် final ဒီတို့တို့အရေးကြီးဆုံးပဲ final မှာကျွန်တော်အနေနဲ့ပေါ့နော်ဆိုတော့ဟိုလုံးဝနော်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောလုံးဝမဖြစ်မနေကိုကျွန်တော်အနေနဲ့ပေါ့နော်ဆိုတော့နော်ဒါနိုင်မဲ့ပွဲပဲဆိုတော့နိုင်ကိုနိုင်ရမယ့်ပွဲပဲဆရာသမားတွေ final ကနော်အများကြီးပါတယ်ဆိုတော့ညီကိုတို့အနေနဲ့ရောအသင်းရဲ့ပွဲထွက်လူစင်းမှာဘယ်ကစားမားတွေပါလာတဲ့နယ်လို့ကျွန်တော်ထင်ကြလဲယူရိုပါလိ final နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖလားယူပြနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားစပါးကိုအနိုင်ယူပြီးတော့ဘီဘာအိုမှာကိုရီးယားဘီဘာအိုကိုရောက်ဖူးပြီးသားနော်ကိုရီဘီဘာအိုမှာနိုင်ပွဲတွေယူခဲ့ဘူးပြီးသားဆိုတော့အဲ့ဒီကွင်းကိုတွားကစားတဲ့အခါမှာထပ်ပြီးတော့နိုင်ပွဲတွေယူနိုင်မလားပေါ့လေဆိုတော့ညီတို့ဆွေးနွေးကြပါဦးဆိုတော့လော့တဲ့ကြည့်တဲ့ညီကိုတွေ800နီးပါးရှိပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်နေ့ပြီးတော့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ